မျိုးတွေမင်္ဂလာပါနော်၄နိုင်ဝတီးတယ်ကျမ်းမှာကျွန်တော်ပြန်ထိုးချင်တော့နော်ရှင်းအောင်ဒူလေးပဲပြရတော့တနေ့လာတင်းနေကြတာပြီးတင်းနေကြလို့အနန်းတူပေါ့နော်ကြာလို့တင်းနေ3 4ပဲကျမ်းတော့ဒီ20ကြာဒီပုံကန20ပေါ့နော်တင်းနေ3ဒီတင်းနေတင်းနေ20ရယ်ဆိုပြီး20ပြီးတော့တင်းနေကြတယ်လေးငါနောက်ပမရမှာထားတယ်4 5သူ့ရဲ့တင်းနှစ်3 4မှာဒီကိုကြတယ်ဒီဗုဒ္ဓက26က26လို့ကြတယ်ကိုနှစ်6နှစ်ရှစ်ဒီတင်းနှစ်3ဒီထဲမှာ40တူနေ40ကြိုက်တယ်98ကအရင်တော့ကြိုက်တယ်ညနေပေါ့နော်ညနေကိုကျွန်တော်30ရဲ့4လညနေကိုဒီ40ကြိုက်တယ်တင်း3 4မိနစ်40ရိုက်တာပဲ20ခွန်ကျော်မှပြောင်းသွားဟာလားနောက်တကန့်တော့ဒီမှာရမယ်ကနန်းလေးတွေဒါညနေတီးတန်းလေးဒါမနေ့ဒီမှာနောက်ဘက်မှာရမှာ6 9ကြာလာလို့9 ကြာလာလို့ကောင်းတယ်ပေါ့နော်မင်္ဂလာပါ